ပြည်သူ့ရှိသောပါတီဥက္ကဋ္ဌခင်ဗျာတော့လည်းဘုံမျိုးရဲ့ပြီးတော့ပြည်သူ့ပွဲကိုအားရောက်တက်ရောက်တာပါတော့ပြည်နယ်ဘေးဝင်တစ်ခုကတော့ကိုလာမဲ့2025ရွေးကောက်ပွဲကိုလည်းပေးကြဘူးသူပြောနေတဲ့စကားကြီးကြားနေတာပါအဲ့ဒီအတွက်ပါတီအနေနဲ့ဥက္ကဋ္ဌကြီးအနေနဲ့ကျွန်တော်တို့ရှင်းပြပြပါမယ်ဟုတ်ကဲ့ရှင်ဟိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့လေပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်တယ်ဆိုတာပြည်သူလူထုတစ်ရက်လုံးရဲ့လိုလားချက်ဖြစ်ပါတယ်ရှင်သို့တော်လည်းအခုချိန်မှာကျမတို့ကနိုင်ငံရေးအရာအငင်းပွားနေပြီးတော့သဘောထားကွဲလွဲနေတာတွေရှိတဲ့အခါကျတော့ဟိုဒီတက်အစိုးရဥဆောင်ပြီးလုပ်တဲ့ရွေးကောက်ပွဲကိုမဲမပေးကြနဲ့လို့လှုံ့ဆော်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်ရှင်အဲ့ဒါကိုကျမတို့နားမယောင်ကြဖို့ပေါ့နော်ဆိုလို့ရှိရင်ဒီတက်ဆိုရလက်အောက်ကထွက်ချင်တော့ကျမတို့မဲပေးခြင်းပေါ့နော်ဒီရွေးကောက်ပွဲကျင်းပခြင်းမဲပေးခြင်းနဲ့ပဲကျမတို့ထွက်ကြရမှာဖြစ်ပါတယ်ဒါကအမှန်မှဆိုရင်တော့လူတိုင်းကနားလည်နေတဲ့ကိစ္စဖြစ်ပါတယ်သို့တော်လည်းပြောလို့မကပြောလွန်ကြတဲ့အခါကျတော့ဟိုပါပေါ့ရှင်ဇဝေဇဝါတွေဖြစ်ကုန်တာပေါ့နော်ဆိုလို့ရှိရင်ကျမတို့ဒီ2010 2015 2020ရွေးကောက်ပွဲလုပ်ခဲ့ကြတယ်ဒီ2020မှာတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အငင်းပွားမှုတွေမဖြေရှင်းတာနဲ့ပတ်သက်ပြီးတော့မှဒီတပ်မတော်ကနေပြီးတော့မှဟိုဒီတာဝန်ယူထားတဲ့ကာလဖြစ်ပါတယ်ရှင်အခု2025ရွေးကောက်ပွဲဒီတပ်မတော်တာဝန်ယူထားတဲ့ဟိုပါပေါ့နော်အစိုးရကနေပြီးတော့မှရွေးကောက်ခံအစိုးရကိုပြောင်းဖို့လို့အတွက်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်ဖို့လို့အတွက်ဆောင်ရွက်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တာမန်အချိန်ထက်တောင်မှပို့ပြီးတော့မှထွက်ပြီးတော့မှမဲပေးတဲ့တယ်လို့ကျွန်မကတိုက်တွန်းချင်ပါတယ်ရှင်အဲ့အတွက်လည်းခုနအမေးဖြေထဲမှာလည်းပါပြီးသားပေါ့နော်နိုင်ငံတော်ကလည်းဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှစုဖွဲ့မှုတွေကိုတကယ်ကိုဟိုတောင်းတောင်းတင်းတင်းအားကောင်းမောင်းတာလုပ်ထားတယ်တပြိုင်နက်တည်းမှာလည်းဥပဒေလည်းပြဋ္ဌာန်းထားပြီးတော့မှဒီရွေးကောက်ပွဲတားဆီးကာကွယ်ရေးတားဆီးနောက်ဆက်ဖြတ်စည်းရေးမှာကာကွယ်ခြင်းဥပဒေပေါ့နော်ဒီဥပဒေကိုလည်းပြဋ္ဌာန်းထားပြီးလို့ရှိရင်တရားစီရင်ရေးဘက်ကကြာလို့ရှိရင်လည်းကျွန်တော်တို့ဒီပုံမှန်တွေနဲ့ဒီဥပဒေနဲ့တက်တဲ့ပုံမှန်တွေဆိုလို့ရှိရင်ကျွန်တော်တို့တရားစီရင်ရေးမြန်ဆန်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင်အခုတော့မှကျွန်တော်တို့ online တွေမှာတွေ့နေရပါပြီဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲမပေးကြနဲ့လို့တမျိုးမျိုးပေါ့နော်လှုံ့ဆော်တာတွေရွေးကောက်ပွဲကိုစန့်ကျင်တဲ့လှုံ့ဆော်တာတွေရေးသားတာတွေကိုကျွန်တော်တို့ချက်ချင်းပဲအရေးယူပြီးတော့မှထောင်ဒဏ်9နှစ်တို့ပါလို့ပေါ့နော်တာမန်အချိန်မှဆိုရင်ဒါမျိုးဟိုထောင်ဒဏ်9နှစ်မချပါဘူးရှင်သို့တော်လည်းပြစ်ဒဏ်တွေလည်းပြင်းထန်ပါတယ်ပြစ်မှုပြစ်ဒဏ်တွေလည်းပြင်းထန်တာဖြစ်ပါတယ်ရှင်ဥပဒေအရရောပြီးလို့ရှိရင်လုံခြုံရေးအဖွဲ့တွေလုံခြုံရေးဆိုတာကျွန်တော်တို့ပေါ့နော်ဒီရဲတပ်ဖွဲ့ကဥဆောင်မယ်ပြီးလို့ရှိရင်မိသားလည်းပါမယ်ပြီးလို့ရှိရင်ကျမတို့ပြည်သူစစ်တွေလည်းပါမယ်ပြီးလို့ရှိရင်ကျမတို့ဒီရက်ရွာတွေကနေပြီးတော့မှပူးပေါင်းပါဝင်တဲ့သူတွေရောပါပြီးတော့မှကျမတို့ရွေးကောက်ပွဲလုံခြုံရေးအတွက်စုဖွဲ့ထားတာတွေလည်းရှိနေပါပြီရှင်။နော်အဲ့ဒါကြောင့်မလို့ကျမတို့ရွေးကောက်ပွဲကိုခါတိုင်းထက်ပို့ပြီးတော့မှအရင်အချိန်တွေထက်ပို့ပြီးတော့တောင်မှကျမတို့ကဒီရွေးကောက်ပွဲကိုပြည်သူကနေထွက်ပြီးတော့မှမဲပေးတက်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီတပ်မတော်အုပ်ချုပ်ရေးဆိုတဲ့စနစ်ကနေပြီးတော့မှကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းပေါ်ပေါ့နော်2008ဖွဲ့စည်းပုံကြီးကဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကိုမဲပေးပြအောင်ပေးကြပါလို့ကျွန်မတိုက်တွန်းပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီကျွန်တော်ဒါလေးနဲ့ပတ်သက်ပြီးနည်းနည်းလေးဖြစ်တယ်ပြောဟိုပါလေကျွန်တော်တို့ဒီအရင်ကာလတော့လည်းကျွန်တော်ခဏ logo campaign တွေလုပ်ကြတာရှိပါတယ်ခင်ဗျအရင်2020တုန်းကလည်းကျွန်တော်တို့အဲ့ဒီအချိန်မှာတော့လည်းပြောခဲ့ပါတယ်အခုတကယ်လို့ကျွန်တော်တို့ကအဲ့ဒီမှာလူ10ယောက်ရှိတယ်ပေါ့နော်လူ10ယောက်ရှိလို့ကိုကမဲမပေးဘူးလူ3ယောက်ကမဲမပေးဘူးဆိုရင်ကျန်တဲ့လူ10ယောက်ရဲ့ဆုံးဖြတ်ချက်ကိုပဲလိုက်နာပါမယ်ဟာငါတို့ကတော့အိမ်ခေါင်းကိုအဒီတပြားကြိုက်တယ်အိမ်အဝါလေးတုတ်ချင်တယ်ဒါပေမဲ့ကိုကမဲမပေးလိုက်ဘူးဆိုကိုရဲ့ဆန္ဒကထဲသိမ်းရေးတော့မှာမဟုတ်ပါဘူးနဲ့အဲ့တော့အနည်းဆုံးတော့ဒီရှိတဲ့ပါတီတွေကကိုသိတော်တဲ့ပါတီကိုကြိုက်ဆုံးပါတီတော့ဒီကိုယ်စားလှယ်တွေနဲ့ရေးချရှိတဲ့ကိုယ်စားလှယ်ဒါလေးတော့ဖြစ်ပြတ်တော့ပြီးတော့ပြီးတော့မဲပေးနေကြပါတယ်မဟုတ်ရင်တော့ကိုမြည်ရင်းချတဲ့သူတွေပဲကိုယ်စားလှယ်တွေဖြစ်သွားမယ်ကိုငါးလတာအုပ်ချုပ်တော်မှာလည်းဖြစ်တဲ့အတွက်ကြောင့်ခဏနေတော့မဲပေးပြီးဖို့တိုက်တွန်းပေးပါတယ်ခင်ဗျကိုကြိုက်တဲ့ကိုယ်စားလှယ်ကိုကြိုက်တဲ့ပါတီကိုမဲလေးတော့ရအောင်လုပ်ပေးပါကျေးဇူးပါရှင်ကျေးဇူးပါရှင်နောက်နိုင်ငံသားအခွင့်အရေးလည်းဖြစ်ပါတယ်ရှင်နိုင်ငံသားအခွင့်အရေးဖြစ်တယ်လို့နိုင်ငံသားတွေရဲ့တာဝန်လည်းဖြစ်ပါတယ်ရှင်ဒါကျမတို့ပြည်သူလူထုရဲ့တောင်းဆိုမှုအရ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေဆိုတာဖြစ်တယ်ဆိုတော့လေကျမတို့တောင်းဆိုထားတော့ကျမတို့ပူးပေါင်းပါဝင်ဖို့လိုအပ်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့်အားလုံးဟိုကျေးဇူးလက်တင်တဲ့လုံခြုံရေးလက်ကိူစိုက်ကြပါကျမ်းမာရေးလက်ကိူစိုက်ကြပါနောက်စီးပွားဥစ္စာတွေလည်းတိုးတက်ကြပါစေအလုပ်ကိုင်တွေလည်းကောင်းကြပါစေလို့စုမုံကောင်းတောင်းရတဲ့နှိကုံချုပ်အပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါဒီလိုမျိုးမျိုးတော့အဲ့ဒါတော့များကြီးနည်းနည်းပြပြပါတော့ပါတီကြီးတာဝန်ရှိသူများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ပြည်အောင်စုသည်ကဘာလဲမှာထုံးတောက်လို့ပေါ်ပေါက်ရမည်ဂုံယူစွာတွေ့ခြင်းလို့စုပေါင်းအားဆုံးညီနိုင်ငံရေးတို့အရေးနိုင်ငံရေးတို့အရေးတို့အားလုံးအရေးဖြစ်သည် ဒေတာအနှံ့ကလူအားလုံးမချမ်းမြေတို့ရဲ့ရင်လေးတို့ချစ်သည်တို့ရဲ့နိုင်ငံတို့ချစ်သည်တို့ရဲ့နိုင်ငံတို့ချစ်သည်တို့ရဲ့ရင်လေးတို့ချစ်သည်တို့ရဲ့ရင်လေးတို့ချစ်သည်တို့ရဲ့နိုင်ငံတို့ချစ်သည်တို့ရဲ့နိုင်ငံနိုင်ငံသားအခွင့်အရေးပိုင်ဆိုင်ဖို့